ကျမကျော်လေးကြောစားဖြစ်လို့ကျမကျော်နီလန်းလေးကိုမျှဝေပေးပါစီနော်ပြီးရင်ကျမကျော်လေးကိုကလပဲဟင်းညိုလေးနဲ့တွဲစားမှာပဲဖြစ်ပါတယ်ကျမကြော်ဖို့အတွက်ကြက်သွန်အဖြူနီကိုပပလေးတွေလှီထားလိုက်ပါမယ်ရှင်ပြီးရင်တော့မမအိကကြက်ရင်မုံသားလေးတွေပဲအသုံးပြုထားပါတယ်သူ့ကိုခဏပြုတ်ထားပေးလိုက်ပါမယ်ပြုတ်လို့ရသွားပြီဆိုလို့ရှိရင်တော့အေးခံထားလိုက်ပါမယ်ရှင်အေးခံထားတဲ့တောတွင်းမှာမမအိကစီကြက်လေးအရင်ဆုံးချက်ပါမယ်ကြက်သွန်အဖြူနီလေးကိုရောပြီးတော့စီကြက်လေးချက်လိုက်ပါမယ်ရှင်ကြက်သွန်အနီအဖြူလေးကိုစီကြက်လေးချက်တာရသွားပြီဆိုလို့ရှိရင်တော့ခဏဖယ်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ကြက်သားလေးလေးအေးသွားလောက်ပြီဆိုလို့ရှိရင်တော့ကြက်သားလေးတွေကိုကိုလိုချင်တဲ့အနေတော်လောက်ကလေးကိုမှွှထားပေးလိုက်ပါမယ်ရှင်ကဲရသွားပြီဆိုလို့ရှိရင်တော့စီပူမှာကျမကျော်လေးကိုကြော်လိုက်ပါမယ်။ကဲကျမကျော်လေးကြော်လာရပြီဆိုလို့ရှိရင်တော့ခွဲချမ်းပတ်လေးအနှဲငယ်ထည့်မယ်။ပြီးလို့ရှိရင်တော့ခုနကကြော်ထားတဲ့ကျက်သွန်အဖြူနီကြော်လေးကိုထည့်လိုက်ပါမယ်။အချိုငန်းလေးအနှဲငယ်ပေါ့နေရနဲ့အချိုငန်းလေးအနှဲငယ်ထပ်ထည့်လိုက်ပါတယ်။ကဲအခုဆိုလို့ရှိရင်တော့အရန်စားကောင်းတဲ့ကျမကျော်လေးရပါပြီ။မမကြီးကကျမကျော်ကိုအရန်ကျွတ်နေတာယူမကြိုက်ဘူးပေါ့နော်။အဲကြောင့်မလို့နည်းနည်းပြောတဲ့ပတ်လေးကိုပဲသွားထားပါတယ်။